အားလုံးပဲမင်္ဂလာပါဗျာခုတစ်ခါမှာတော့ညီမရင်းနှစ်ယောက်စိုင်းချင်းကဲ့ရဲ့ဖွင့်ထားရင်အမကြီးစီလာဝဲတဲ့တူကိုအငေကလူရောင်လို့ပြဿနာဖြစ်နေတဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတိအောင်တင်ပြပေးလိုက်ပါလေဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ Country Knowledge Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာဒီကိစ္စနဲ့ပတ်သက်ပြီးမှာပေါ့နော်ရှင်းချင်လို့ပါရှင့်ဒီဥစ္စာဝင်းအင်ဂျင်နဲ့အေးပန်တာကိစ္စပေါ့နော်ဒီကိစ္စကဝင်းအင်ဂျင်နဲ့အေးပန်တာဆိုတာလုံးဝဆိုင်မတူပါဘူးရှင့်ညီမအရင်ခောက်ပါရှင့်နော်ညီမအရင်ခောက်ပါဘာဖြစ်လို့ဒီကိစ္စဒီလိုမျိုးတွေဖြစ်သွားလဲဆိုတာကိုကျွန်မရှင်းပြပါမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်ကျွန်မဒီနေ့ဒီ post ကို customer တွေရောပြီးရင်ကျွန်မရဲ့အတိမိတ်ဆွေတွေကျွန်မရဲ့အတိုင်းဝိုင်းတွေအကုန်လုံးကတော့သိတယ်ပေါ့နော်ဘာကိစ္စတွေဘယ်လိုဖြစ်တယ်ဆိုတာကိုသိကြတယ်တချို့တွေကမသိကြဘူးပေါ့နော်မသိကြတဲ့လူတွေကိုလည်းကျွန်မအပြစ်မပြောပါဘာလို့လဲဆိုမသိတဲ့လူတွေကကျတော့ဘေးလူကနေကြည့်ရင်တော့မသိဘူးပေါ့နော်ဒါအမရဲ့ဆိုင်ဘေးမှာလာဖွင့်တဲ့ဆိုင်ကဖွင့်လို့မရဘူးလားပေါ့နော်အမဘေးမှာဖွင့်တဲ့ဆိုင်ကဖွင့်လို့မရဘူးလားဆိုတာကိုပေါ့နော်ကျွန်မပြပြမယ်ဘာလို့လဲဆိုလို့ရှိရင်ဒီနေ့ဖြစ်သွားတဲ့ပြဿနာပေါ့နော်ဒီနေ့ဖြစ်သွားတဲ့ပြဿနာဆိုတော့ကျွန်မတို့ကဖြစ်နေတာကတော့ကြာလာပါပြီဒါပေမဲ့ကျွန်မဘာမှမပြောခဲ့ပါဘူးဒီနေ့ဖြစ်တဲ့ပြဿနာအကြောင်းပြပြပါမယ်ဒီ 10% off ကိစ္စပေါ့နော်ကျွန်မဆိုင်ကိုမနေ့တုန်းကဗီဒီယိုရိုက်တင်တယ်ပေါ့နော်ဗီဒီယိုရိုက်တင်တယ်ကျွန်မ promotion ရှိရဆိုလို့ရှိရင်ဗီဒီယိုရိုက်တင်တယ်ဆိုင်တိုင်းပဲ promotion ရှိရဆိုလို့ရှိရင်သူတို့ဗီဒီယိုရိုက်တင်တယ်သူတို့ promote လုပ်တယ်အရင်ဆုံးပြီးတော့မှကျွန်မတို့ကဆိုင်မှာဈေးရောင်းတာဖြစ်တယ်ပေါ့နော်အဲ့လိုခါကျတော့ကျွန်မကပထမရက်မှာကျွန်မဆိုင်ကို promotion ချမဲ့အတွက်အထည်တွေအကုန်လုံးကိုစုတယ်ကျွန်မတို့ season ကြာရှိရတယ် season တယ်အထည်တွေကိုအရင်ဆုံး season ရတယ်ကျွန်မတို့ promotion ချမဲ့အထည်တွေကဘယ်ဟာတွေဘလို့တွေကျွန်မတို့ဆိုင်ဆိုလို့ရှိရင်ဘေတော့ကောအတစ်ကော2မျိုးရောင်းတာဖြစ်တဲ့အတွက်ကျွန်မတို့အရန်အလုပ်ရှုပ်ပါတယ်အထည်တွေအကုန် season ပြီးတဲ့အချိန်မှာကျွန်မဗီဒီယိုစရိုက်ပါတယ်ဗီဒီယိုရိုက်ပြီဆိုရင်လည်းလူတိုင်းသိကြမှာပေါ့နော်ဗီဒီယိုတစ်ခုပေါက်ဖို့ဗီဒီယိုတစ်ခုကဖြစ်မြောက်ဖြစ်သွားဖို့ဆိုတော့မလွယ်ဘူးပေါ့နော်ကျွန်မလည်းကျွန်မဗီဒီယိုကိုကျွန်မတေချလေးပေါက်အောင်လုပ်တယ်ပေါ့နော် Facebook မှာရော TikTok မှာရောသူတို့ဗီဒီယိုတွေလည်းမပေါက်ဘူးသူတို့ဟာနဲ့သူတို့ပေါက်ပါတယ်မှန်ပါတယ်နော်ဒါပေမဲ့ကျွန်မပြောချင်တာကျွန်မတင်တဲ့ရက်ကကြတော့ဒီနေ့ကို discount ချမယ်ဆိုပြီးမှကျွန်မ promotion လုပ်ဖို့စတင်ကြော်ညာထားတယ်တင်ထားတယ်ပေါ့နော်ဒီ 10% promotion တွေကိုတချို့လူတွေဆိုရင်လည်းသိတယ်ပေါ့နော်ဘလို့ဆိုတာအဲ့ဒီအချိန်မှာပြဿနာအဓိကကဘာလဲဆိုတော့ကျွန်မတို့ဆိုင် flat မှာဈေးဝယ်ကကျပါတယ်ရှင်ကျွန်မတို့ဆိုင်ကလုံးဝကက်ရက်ပါနှစ်ဆိုင်စလုံးမှာဈေးဝယ်ကျတယ်ဒါပေမဲ့ဘလို့ဖြစ်လဲဆိုလို့ရှိရင်customer တွေကကျွန်မဆိုင်မှာလည်းလူကြတယ်သူ့ဆိုင်မှာလည်းလူကြတယ်ဒါပေမဲ့ကျွန်မစိတ်ထဲမှာတော့ငါတို့ promotion ချတာသူတို့ဆိုင်လည်းရောင်းရတယ်တော့အဲ့ဒီလိုပဲကိုယ်စိတ်ထဲမှာထင်လိုက်တာသူတို့ဆိုင်လည်းရောင်းရတာပဲဆိုပြီးမှသူ့ဆိုင်မှာလည်းလူဝင်တယ်နော်လူမဝင်ဘူးမဟုတ်အဲ့ဒီအချိန်မှာသူတို့ကဘာဖြစ်လာတယ်လဲဆိုတဲ့အခါကျတော့ဒီတိုင်းလည်းမပြီးသွားဘူးဒီတိုင်းပဲဆက်ရောက်နေလဲကျွန်မဘက်က promotion ချတယ် 10% discount ချတယ်ဘာညာဆိုလို့ရှိရင်ကျွန်မတို့ဆိုင်လဲကျွန်မတို့ win engine မှာလည်း promotion ရှိပါတယ် 10% discount ရှိပါတယ်ကြည်ပါဝင်ပါကဲဒီလိုပြောကျွန်မလက်ခံလို့ရတယ်customer လည်းဝယ်သွားမှာပဲသူဒီတိုင်းရောက်လိုက်ရင်ပြဿနာမရှိအခုပြဿနာကဘာလဲဆိုတော့ခါကျ B9 ကြီးချိတ်လိုက်တဲ့ပြဿနာပေါ့နော်သူဆိုင်ရှိမှာ B9 ကြီးချိတ်လိုက်တော့ကျမတို့ဆိုင်ကလုံးဝကက်ရက်ညီမချင်းဖြစ်တဲ့အတွက်ရုပ်ကလည်းမသိရလူဆိုရင်တယောက်တည်းလို့ထင်တယ်ကွာပြီးရင်ဆိုင်ကလည်းကက်ရက်ကြီးအိပ်ပန်နာနဲ့ဝင်းအင်ဂျယ်ဆိုဆိုင်ပုတ်ကိုတေချာမကြည့်ရလူဆိုရှင်တဆိုင်တယ်လို့ပဲထင်တာပေါ့နော်အဲ့ဆိုတော့ပြောချင်တဲ့အတိတ်ပဲကကြတော့သူများလှုပ်ထားပြီးသားအစီအစဉ်ချပြီးတော့လှုပ်ထားတဲ့ကိစ္စမှာလာပြီးတော့မှဆိုင်ပုတ်လေးချိတ်ပြီးတော့မှသူတို့ကရောင်းတာအဲ့ဒီကိစ္စကိုမကျေနပ်တာပေါ့နော်ပင်လေတယောက်တည်းတောက်လို့မကုန်ဘူးဆိုတာမှန်ပါတယ်ရှင်ကဲအဲ့လိုမျိုးဘီနိုင်ကြီးထိတ်လိုက်တဲ့အပေါ်မှာဘာဖြစ်သွားလဲဆိုလို့ရှိရင်တော့ဘီနိုင်ကြီးချိတ်ထားတယ်သူတို့ဆိုင်မှာဘီနိုင်ချိတ်လိုက်တယ်ပေါ့နော်ချိတ်လိုက်တဲ့အခါကျတော့ကျမက post တွေတင်ထားတယ် TikTok မှာတွေ post တွေတင်ထားတယ်အဲ့ဆိုတော့ TikTok ကနေကြည့်တယ် Facebook ကနေကြည့်ပြီးတော့ကျမဆိုင်မှာ promotion ချတယ်ဆိုရင်မှတကယ်ကျမရဲ့ page ကိုကြည့်ပြီးမှတကယ်လာဝယ်တဲ့လူတွေကအခါကျတော့ဘလို့ဖြစ်သွားလဲပုံမှားဖြစ်သွားတယ်ပေါ့နော်ဆိုင်နဲ့ဆိုင်ရှင်ကက်ရက်ဖြစ်နေတဲ့အတွက်တဆိုင်နဲ့လို့ထင်သွားတယ်ပြီးတော့တဲ့အခါကျတော့ရုပ်ကလည်းတရုပ်ထဲညီမတွေဆိုတော့တရုပ်ထဲပေါ့နော်အဲ့လိုဖြစ်နေတယ်အဲ့လိုဖြစ်နေတဲ့အခါကျသူ့ဆိုင်က promotion ချတယ် 10% discount ငါတို့ line မှာကြည့်ခဲ့တဲ့ဆိုင်ကဒီဆိုင်ပဲဆိုပြီးမှသူ့ဆိုင်တွေကိုလူတွေကဝင်အောင်လို့ပေါ့နော်ဝင်အောင်လို့တမင်ကိုမှအဲ့ဘီနိုင်ကြီးကိုသူတို့ဆိုင်ရှိမှချိတ်လိုက်တာအမှန်တကယ်တော့သူတို့ promotion ရက်လည်းမဟုတ်သူတို့ချဖို့အစီအစဉ်လည်းသူတို့မှမရှိထားဘူးဒါပေမဲ့ကျွန်မအဲ့လိုမျိုး line မှာဗီဒီယိုတစ်ခုပေါက်သွားဆိုတဲ့အခါကျသူတို့ကဒီလိုလုပ်တာဒါကတကယ်တမ်းပြောလို့ရှိရင်ပုံမှားရိုက်တာလို့ခေါ်တယ်အတုကနေအစ်စ်ဖြစ်ပြီးအစ်စ်ကနေအတုဖြစ်အောင်လို့တမင်တကာကိုအဲ့လိုရည်ရွယ်ချက်ရှိနဲ့လုပ်တာပေါ့နော်ကျွန်မအဲ့လိုပဲပြောပါမယ်နော်ဘာလို့လဲဆိုတဲ့အခါကျတော့ဒါ customer တွေကိုလှည့်စားတာပုံမှားရိုက်တာလို့ခေါ်ပါတယ်ရှင်ကျမဆိုင်ကိုသူ့ဆိုင်ကိုထင်သွားအောင်သူ့ဆိုင်ကိုကျမဆိုင်ကိုထင်သွားအောင်လို့ तू ကတမင်တကာကိုအဲ့လိုလှည့်ကွက်သုံးပြီးမှကိုလှုပ်သွားတာပါရှင်အဲ့လိုလှုပ်တာဒီတစ်ခါတည်းမဟုတ်တော့ပါဘူးပေါ့နော်အရင်အခောက်တွေလည်းခဏအဲ့လိုမျိုးဖြစ်ဘူးတယ်ပေါ့နော်ဒါပေမဲ့လည်းကျမခွင့်လွှတ်ခဲ့တယ်ကိုညီမပဲဆိုတဲ့အခါကျတော့အရင်ဆိုလို့ရှင်လေဘယ်လိုပေါ့ discount ချတယ်ဆိုလို့ရှင်လေကျမဘက်ကကြိုက်တာယူ3000ဖာညာ discount ချလိုက်သူတို့ဘက်ကကြိုက်တာယူ2500ဆိုမှချက်ချင်းသိရမလားပြောင်းပြီးတော့မှအဲ့လိုမျိုးတမင်တကာကိုကွာဈေးကွက်ဖြတ်တဲ့သဘောမျိုးပေါ့နော်အဲ့လိုမျိုးတွေလည်းခဏကျွန်မကြုံတွေ့ရတယ်ဒါပေမဲ့ဒါတွေကိုကျွန်မဘာမှမပြောခဲ့ဘူးဒါကတော့သူ့စိနဲ့သူရောင်းနိုင်လို့သူရောင်းတာဘာမှမဖြစ်ဘူးပေါ့နော်အဲ့လိုမျိုးပဲထားခဲ့လိုက်တယ်အထည်တွေဆိုလဲကျွန်မရောင်းတဲ့အထည်ကိုသူလိုက်ရောင်းမယ်ဒါပေမဲ့ဒါလည်းပြဿနာမရှိသေးဘူးကိုရောင်းတဲ့အထည်ကိုသူလိုက်ရောင်းတယ်ဆိုင်ကကက်ရက်မဟုတ်ဘဲနဲ့တခြားတက်စီဆိုလို့ရှိရင်တော့ကျွန်မဘာမှပြောနေမှာမဟုတ်မြစ်ကြီးနားမြို့မှာအထည်ဆိုင်တွေများအပေါ်စိုက်တဲ့ဆိုင်မှာဝယ်လို့ရတယ်ဒါပေမဲ့ဒီလိုမျိုးလုံးဝစင်တူချွတ်အထည်တွေရောပုံစံတွေရောဗီဒီယိုရိုက်ပုံရိုက်နီး
ပြီးလူပုံစံကအစကွာရှင်တို့ရှင်ပြီးတော့ကြည့်လိုက်ဝင်းအင်ဂျင်နဲ့အိပန်နာကိုတယောက်ထဲလို့ပဲထင်ကောင်းထင်နိုင်တယ်တော်တော်များများလည်းထင်ကြတယ်အဲ့လိုခါကျတော့ဘလို့ဖြစ်နေလဲဆိုတော့ခါကျတော့ပုံမာရိုက်ပြီးတော့မှသူတို့ကဟိုအဲ့လိုမျိုးပေါ့နော်သူတို့ဆိုင်ကိုရောင်းကောင်းအောင်လုပ်တာပေါ့နော်ဒါကညီမအချင်းမဆိုပို့ပြီးတော့မှစိုးွားပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့ခါကျတော့ညီမအချင်းဆိုပို့ပြီးစီးဆောင်ရတယ်ကျမတို့စီးပွားရေးလုပ်ငန်းလုပ်နေတဲ့လူတွေစီးပွားရေးလုပ်ငန်းတူအချင်းချင်းတောင်မှစီးဆောင်ရတဲ့အပေါ်မှာဒီတစ်ခေါက်ညီမအချင်းချင်းဆိုရှင်တို့စဉ်းစားကြည့်ဘယ်လောက်တောင်မှစီးဆောင်တယ်အော်ဒါကိုအမစင်ငယ်မာတာတယောက်တည်းနေနေဒီကလေးနှစ်ယောက်ကိုရှာကျွေးနေတာရက်တီနေတာဆိုတဲ့စိတ်ကိုသူတို့လင်မယားနှစ်ယောက်လုံးမှာမရှိဘူးဟိုကျမပြောချင်တာကကိုစီပွားကိုလှုပ်ပါမှန်ပါတယ်လှုပ်ပါပင်လယ်ရေတယောက်တည်းတောက်မကုန်ဘူးမှန်ပါတယ်ရှင်ဒါပေမဲ့သူများခွက်ထဲကပင်လယ်ကိုလာတော့မလူတောက်နေရှင်အဲ့လိုမျိုးကြတော့ကျမလုံးဝလက်မခံနိုင်ဘူးရှင်ဘာလို့လဲဆိုတဲ့အခါကျတော့သူတို့ကအဲ့လိုမျိုးပေါ့နော်ပြဿနာတွေကခဏခဏဖြစ်လာတယ်ဒီတစ်ခါကတော့ကျမနောက်ဆုံးဖြေရှင်းခြင်းပေါ့နော်အဓိကပြောချင်တာကဝင်းအင်ဂျင်နဲ့အေးပန်တာကလုံးဝမတူပါဘူးဆိုင်လဲလုံးဝမတူပါဘူးကျမဆိုင်ခွဲလဲလုံးဝမရှိပါဘူးကျမအရင်ကအောက်နမ်းမှာဖွင့်ပါတယ်နောက်တစ်ခုကပေါ့နော်အဲ့ဒီဘီနိုင်ကိုသူတို့ချိတ်ထားတဲ့အတော့အတွင်းမှာကျမစိတ်ကနည်းနည်းအနောက်ရှက်ဖြစ်သွားတယ်ဖြစ်သွားတဲ့အပေါ်မှာကျမအမေကိုလည်းကျမပြောတယ်ပေါ့နော်အမေလို့သူတို့ဘာဖြစ်လို့ဒီလိုမျိုးလောက်တာလဲပေါ့နော်လောက်တာလဲသွားပြောပေးပါလို့သူတို့ဘီနိုင်ကြီးချိတ်ပြီးတော့မှလို့အဲ့လိုလုပ်တဲ့ခါကျတော့ဆိုင်မားပြီးတော့မှ customer တွေကတဆိုင်နေလို့ထင်တယ်နောက်တစ်ခုကကျတော့သူ့ဆိုင်ကိုကိုယ်ဆိုင်လို့ထင်ပြီးမှသွားကြတယ်လို့ဘီနိုင်လေးကိုဖြုတ်ဖို့သွားပြောပေးပါလို့ဒီတိုင်းရောင်းအောင်လည်းရတယ်ပေါ့နော်ဒီတိုင်းလေးပဲရောင်း 10% ကျမချထားတဲ့ဈေးနဲ့ပဲသူတို့ရောင်းပါအောင်ရပါတယ်လို့ကျမသွားပြောခိုင်းတဲ့အချိန်မှာသူတို့ဘာပြောခဲ့လဲဆိုတော့အမေကတော့သူတို့ကပြန်ပြောခဲ့တယ်မဖြုတ်ဘူးတဲ့ဘီနိုင်ကိုမဖြုတ်ဘူးတဲ့သူတို့ဈေးနဲ့သူတို့ရောင်းတာပေါ့နော်ဘဒုမှာဟိုလောက်တာမဟုတ်ဘူးလေသူတို့ရောင်းချင်လို့ရောင်းတာပေါ့ကွာသူတို့ဈေးနဲ့သူတို့ရောင်းချင်တယ်လို့ရောင်းမယ်ပေါ့နော်ရှာမရှိနဲ့ဆိုတဲ့သဘောပေါ့ကွယ်အဲ့လိုမျိုးကျမသူပြောတဲ့စကားကြီးအတိအကျမမှတ်မိတော့လို့အဲ့လိုမျိုးပေါ့မဖြုတ်ပေးနိုင်ဘူးဆိုတဲ့အကြောင်းအရာကိုပြောပြချင်တာပေါ့နော်ကျမအရင်မညှိဘူးလားညှိသလားဆိုတဲ့အကြောင်းကိုပြောပြတာပါတချို့တွေကညီမချင်းပဲညှိနိုင်လောက်ကြပါဘာညာပြောလို့လေနော်ကျမဘက်ကအရင်သွားပြောခိုင်းတယ်ဖြုတ်ဖို့သွားပြောခိုင်းတယ်ပေါ့နော်ပြောခိုင်းတဲ့ဟာကိုလုံးဝမဖြုတ်ပေးလို့ကျမအဲ့ဒီ post ကိုတင်လိုက်တာပေါ့နော်အဲ့ဒီ post ကိုတင်လိုက်တယ်ဆိုတာကလည်းလုံးဝရင်ထဲမှာခံစားလို့မရတော့လို့ကွာစဉ်းစားကြည့်ကိုယ့်နေရာမှာဝင်ပြီးစဉ်းစားကြည့်ကိုလှုပ်ထားတဲ့အရာတခုကိုစူးစမ်းပြီးမှလှုပ်ထားတဲ့အရာတခုကိုကျန်တဲ့လူကအလွယ်တကူလေးမော့အဲ့လိုမျိုးကောက်ယူပြီးတော့မှလှုပ်တယ်ဆိုလို့ရှိရင်ဘယ်သူမှဆိုဒီကိစ္စကိုမခံမရနိုင်ဖြစ်မှာပဲเนาะဒါကဘယ်လိုပြောမလဲစီးပွားရေးရဆိုတချို့ရေဆို comment ထဲမှာလာမှန်းကြတယ်ကွာဘယ်လိုတွေလဲအမျိုးပေါ့အမလည်းအမဟိုလုတ်ပြီးသားပါအမဆိုင်ကရောင်းကောင်းပြီးသားပါဘာဖြစ်ပြီးသားပါဟုတ်တယ်ရောင်းကောင်းတာတွေမရောင်းကောင်းတာတွေပြောချင်တာမဟုတ်ဘူးအဓိကကိုကိုလာပြီးမှအဲ့လိုမျိုးစော်ကားတယ်လို့ခံစားလိုက်ရတယ်ပေါ့နော်ကိုဒါတမင်တက်ကိုညီမချင်းဖြစ်ပြီးမှတမင်တက်ကိုရုံမာတယ်လို့ခံစားလိုက်ရတယ်ပေါ့နော်ကိုကတော့ပြောတဲ့အခါမှာလည်းသူကမမောက်မမာပဲမဖြုတ်ပေးနိုင်ဘူးအဲ့လိုမျိုးပေါ့နော်ပြောတယ်ဒါဆိုရင်သူတို့ 10% off တဲ့အကြောင်းကိုသူတို့ line ပေါ်မှာဘာမှ post တင်ထားတာမရှိဘူးအရင်ဆိုသူတို့ promotion ချမယ်ဆိုလို့ရှိရင် post ကိုတိတ်အောင်တင်တာသူတို့လောက်တင်တာသူတို့ပဲရှိတယ်တင်လေအဲ့ဆိုအရင်ရက်မှာတည်းကသူတို့တင်ထားတယ်ဆိုလို့ရှိရင်ကျွန်မနောက်ဆုံး video ပိုင်းမရိုက်နိုင်ဘူးစာလေးပဲတင်ထားလိုက်ဟိုဘက်ကငါကျွန်မ video ရိုက်နေစဉ်သူတို့မြင်တယ်ငါအမဟိုဘက်က video ရိုက်နေပြီသူတို့ကတော့လုံနေပြီငါလည်းနှစ်ဖက်ကျရင်ချမယ်ကဲစာလေးနဲ့ပဲဖြစ်ဖြစ်ကျွန်မတို့ဆိုင်မှာ promotion ချိပါတယ်နှစ်ဖက်ကျရင်ဘလို့ဘာညာဆိုပြီးမှ video မရိုက်နိုင်တော့ရင်တော့မှအဲ့လိုမျိုးလုပ်လို့ရတယ်ဒါပေမဲ့သူတို့ဘာမှမလုပ်ဘူးမလုပ်ဘဲနဲ့သူများလှုပ်ထားတဲ့ပစ္စည်းကိုအလွယ်တကူကောက်ယူပြီးမှသူတို့ကအဲ့လိုမျိုးပုံမားရိုက်တာတမင်တကာကိုပုံမားရိုက်တာကိုယ့်ဘက်ကညှိနှိုင်းတာကိုလက်မခံတဲ့ကျွန်မရှင်းရှင်းပြောရင်ဒီမျိုးညီမချင်းဖြစ်တဲ့ပြဿနာတွေဘာညာဆို line ပေါ်လည်းမတင်ချင်ဘူးဒါပေမဲ့ဒီညီမကလေတက်လုံးလဲတဲ့တော့မဲ့ညီမမဟုတ်ဘူးဘာလို့လဲဆိုတော့ဘေးလူပါတယ်ဒဇိန်းပါတယ်ပြီးနောက်တစ်ခုကကြတော့စီးပွားရေးနဲ့ပတ်သက်ရင်ညီမချင်းလည်းမရတော့ဘူးဆိုတာဒါပေါ့နော်ဒါပေမဲ့ကျမဘက်ကတက်နိုင်တယ်များကိုကအမဖြစ်တဲ့အတွက်အမြဲတမ်းအလျှော့ပေးခဲ့ပါဒီလုပ်ငန်းစတင်ဖို့အစပြုတ်ခဲ့တာလည်းကျမပဲပေါ့နော်ကျမအစပြုတ်ပေးခဲ့တာဒီလုပ်ငန်းကိုပေါ့နော်ဒါပေမဲ့လည်းသူတို့ရေရှည်ဖြစ်သွားတဲ့အခါမှာလူဆိုတာငွေမျက်နှာတစ်ခုပဲကြီးကြတော့တာပေါ့နော်နေ့ညပေါ့နော်ကျမအမအေးပန်တာကနေမှာဗီဒီယိုတင်ထားတယ်ပေါ့နော်ဒီမှာအေးပန်တာနဲ့ဝင်းရင်ချင်းမတူပါဘူးဆိုမှတူလာတင်ထားတယ်အဲ့ဒါကိုကျမလာပြီးမှရှင်းပြပေးရပါပေါ့နော်ဒီဗီဒီယိုကလည်းနောက်ဆုံးရှင်းပြခြင်းဖြစ်ပါတယ်နော်ဒီမှာပေါ့နော်ဝင်းရင်ချင်း 10% ဆိုမှကျမဒီမှာဆိုင်ဖို့လေးတင်လာတယ်ဟုတ်ပါတယ်ဒါပေမဲ့ promotion ချတာအဓိကကတော့သူချတာဟုတ်ပါတယ်အဲ့ဒါကိုကျမကတော့ promotion ချရင်ဆိုင်ဖို့တင်တယ်ဘယ်သူမှဆိုလဲဆိုင်ဖို့အဲ့လို V9 ကတော့ချိတ်ကိုချိတ်ရတယ်ပေါ့နော် promotion ချရင်ဒါပေမဲ့ဆိုင်နဲ့ဆိုင်ကကတ်နေတာလုံးဝကတ်နေတာအဲ့ဒါကိုဖြစ်တဲ့ဥစ္စာကသူကလုံးဝဘာဆိုင်ဖို့မှမတင်တာဘူးလုံးဝဒီလိုမျိုးဘာမှဆိုင်ဖို့လည်းမတင်တာဘူးဘာမှဗီဒီယိုလည်းဗီဒီယိုပဲရိုက်ပြီးမှပဲတင်တာတယ်အဲ့ချိန်မှာကျမရှိမှာ complaint တွေအများကြီးတက်ပြီးကျမရှင်းရတဲ့အချိန်ဖြစ်လာခဲ့တယ်ရှင်းရတဲ့ချိန်ဖြစ်တော့ကျမက percent မလျှော့လို့မရတဲ့အချိန်မျိုးလို့ကျမရှော့ရတယ်ရှော့ရတဲ့ဥစ္စာကို तू ကဆိုင်ဖို့တင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးမှလည်းကျမကိုအရန်ပြောထားရရှိတယ်ပေါ့နော်အခုကျမကနေမှာပေါ့နော်သူ့ကိုသူ့ဆိုင်ကျမမရဲ့ဆိုင်ကနေမှာကျမဘယ်လိုပြောလဲပုံတူကူးတယ်ပေါ့နော်သူကလို့ပြောတယ်ကျမကပုံတူကူးချင်လို့ကျမလုပ်ခဲ့တာမဟုတ်ဘူးကျမကမနဲ့ sorry ကလေးတကယ်လို့ပုံကူးချင်တယ်ဆိုကျမမနဲ့ sorry စထကလေးကနေကျမဆိုင်ကျမဝန်ထမ်းလေးဆိုင်ချိန်ဖွင့်နေကလေးကနေကျမ V9 ကိုကတ်ခိုင်းမှာပေါ့နော်ဒါပေမဲ့ကျမမကတ်ခဲ့ဘူးကျမနေ့လေပိုင်းမှာကတ်ခဲ့တာ
နေ့လယ်ပိုင်းမှာကတ်ခဲတာဟုတ်တယ်ဘာဖြစ်လို့လဲဆိုပြီး promotion ကကျွန်မမချလို့မရတဲ့အချိန်ကြီးဖြစ်သွားပြီကျွန်မရှင်းရတယ်လေအရန်ရှင်းရတယ်ကျွန်မအရန်ရှင်းရတဲ့ပုံမှာကျွန်မက promotion မချလို့မရတဲ့အချိန်ကြီးကျွန်မ promotion ချရဲ customer တွေကဈေးရောင်းနေတဲ့လူတွေဒီထဲမှာပါမှာပဲเนาะကျွန်မရဲ့နေရာကနေဝင်ပြီးပေါ့ကြည့်ပေးကြည့်ပေါ့เนาะကျွန်မအရန်ရှင်းရတယ်နေ့လေလောက်ထိကိုဖြစ်သွားတယ်ပေါ့เนาะ17လောက်ထိကိုဖြစ်သွားတယ်အဲ့လိုမျိုးဆိုတော့ကျွန်မရှင်းရတဲ့အတွက်ကြောင့်မို့ကျွန်မ promotion မချမနေချလိုက်ရတယ်ကျွန်မကချလိုက်ရတယ်ဆိုတာကလေကျမကလက်ကလေးလည်းရောင်းတယ်လက်ကလည်းရောင်းတယ်ကျမရဲ့အထည်တွေကဈေးနှုန်းကိုလုံးဝအတက်တာဆုံးဖြစ်အောင်လုပ်ထားပေးတာဖြစ်တဲ့အတွက်ကြောင့်ပါဆန်ချရတဲ့ချိန်မှာကျမအခုကျမရဲ့အရင်ထဲကနေတော့ပါတယ်ပေါ့နော်ကျမအဲ့လိုမျိုးပါဆန်ရှော့ချလိုက်ရတာအဓိကအားဖြင့်ကကျမသူ့ကိုတိုက်ခိုက်တာမဟုတ်ဘူးကျမရဲ့လာတဲ့ customer တွေကိုကျမကနေမမိုးရလေးလည်းလာတယ်ကျမသူ့ဆိုင်ကိုလာပေမဲ့လည်းဒါတလေကြာရင်ကျမဆိုင်ကိုလာတဲ့ customer တွေလည်းရှိတယ်အတူတူပဲပေါ့နော်သူ့ဆိုင်ကျမဆိုင်ဟိုဘက်ဆိုင်ဒီဘက်ဆိုင်ဝင်ကြတာပဲပေါ့နော်ဝင်ကြတဲ့ခါကျတော့ကျမဆိုင်ကိုဝင်လာတဲ့ customer တိုင်းကကြတော့ကျမဆိုင်ကိုဝင်တာဖြစ်တဲ့အတွက်ကျမရဲ့ customer ပဲအဲ့တော့အကြောင်းမို့ကျမကကျမရဲ့ customer ဖြစ်တဲ့အတွက်ကျမကလုံးဝသူတို့ကိုအဆင်ပြေဆုံးဖြစ်အောင်ကျမလုပ်ပေးရမယ်တာဝန်ကျမမှာအပြည့်အဝရှိသွားပြီရှိသွားတဲ့အတွက်ကြောင့်မို့ကျမကပါဆန်ကိုမလျှော့မနေဖြစ်အောင်ကျမလျှော့လိုက်ရတာပါချို့တွေကပြောကြတယ်ပေါ့နော်ဟိုဘက်ဆိုင်ကိုလွတ်ပါလားကျမဆိုင်ကပါဆန်မလျှော့ရင်ကျမဆိုင်မှာဘာလို့ရောင်းနေတယ်လဲဟုတ်ကဲ့အဲ့လိုမျိုးလွတ်ပါတယ်လာပြောတယ်ပေါ့နော် customer တွေကပါဆန်လျှော့ရလားဆိုမှကြိုလာပြောတဲ့လူကြောင့်ကျမလွတ်လိုက်တယ်ပေါ့နော်ဒါပေမဲ့ကြိုမပြောတဲ့လူနေ့လေမှာဟိုဟာလောက်ဖြစ်လာပြီပေါ့နော်လူအရန်အောင်ကြလာပြီ10နိုင်လောက်ဖြစ်လာပြီရဲ့ချိန်ကျတော့ကျမဘလို့မှပြောလို့မရတော့ဘူး customer ပါဆန်မလျှော့ဘူးပါဆန်မလျှော့ဘူးဆိုမှလည်းဘလို့မှအဆင်မပြေနိုင်ဘူးအဲ့တော့ကျမကဒီဘက်ကိုလွတ်လည်းအဆင်မပြေကျမပြီး तू က V9 လည်းမရိုက်မတင်ထားဘူး V9 လည်းမတင်ထားပဲနဲ့ तू ကကျမအတူတူပဲဆိုတဲ့ဆိုင်ကဖြစ်နေတဲ့အတွက်ကြောင့်ကျမဆိုင်တကယ်ဆိုရင်တော့ तू V9 လေးတင်တယ်တင်ပြီးတော့ရင်တော့ကျမဆိုင်ကိုလည်းကျမလာဖို့လည်းမရှိတော့ဘူးပေါ့နော်သူ customer ဆိုသူ customer ပဲတော့မှာအခုကျတော့ကျမဆိုင်ညို့ဝင်လာတော့ကျမကလာတဲ့ customer တွေအားလုံးကပါဆန်ရှော့တယ်ဆိုတော့ပါဆန်ကိုရှော့ပေးမှလည်းအဆင်ပြေတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ customer တွေကလူကအရန်များလာတဲ့အတွက်ကြောင့်ကျမမရှော့ပေးလို့မရလို့ကျမရှော့ပေးလိုက်ရတာဟုတ်တယ်အဲ့ကြောင့်မို့လေကျမဆိုင်ဘုတ်ကလေးကိုတင်လိုက်တာဖြစ်ပါတယ်ဟုတ်ပေါ့နော်ဆိုင်ဘုတ်တင်နေကိစ္စပတ်သက်ပြီးသူမကျင်တဲ့လို့ line မတင်နဲ့ကျမရဲ့ဆိုင်ပုံကြီးနဲ့ပါတင်တယ်ပေါ့နော်အဲ့ကျမခွင့်ပြုချက်မရဘဲနဲ့တင်တယ်အဲ့ဒါကိုမှသူပြောတယ်ပေါ့နော်ကျမကိုညှိနှိုင်းတယ်လို့ပြောတယ်ပေါ့နော်ညှိနှိုင်းနေဆိုတာကလည်းညှိနှိုင်းတဲ့အပေါ်မှာအများကြီးတရားမှုရှိရပေါ့နော်ဒါပေမဲ့ तू ကညှိနှိုင်းတာမဟုတ်ပဲနဲ့အာနာနဲ့လာပြီးတော့ကျမကိုလုံးဝပါဝါနဲ့ဖိပြီးမှပေါ့လာတယ်ပေါ့နော် तू ကိုယ်တိုင်လည်းမလာပဲနဲ့ကျမကိုလာတယ်နော်မင်းတို့ဘာလို့ဆိုင်မို့တင်ထားတာလဲအခုချက်ချင်းဖြုတ်ပေါ့နော်ဘာဖြစ်လို့မင်းတို့ဗီဒီယိုရှိလားမင်းတို့ဗီဒီယိုရိုက်ထားရှိလားပေါ့နော်အဲ့လိုမျိုးတွေလာတယ်ပေါ့နော်ကျမမဟုတ်ဘူးကျမcustomer တွေကဒီလိုမျိုး complaint ရှိလို့ကျမကဒီလိုမျိုးရောင်းရတာပါဆိုပြီးမှပြောပြမယ်လေမင်းတို့ဆိုင်ဖို့အခုချက်ချင်းဖြုတ်ဆိုပြီးမှအဲ့လိုမျိုးလာတယ်ပေါ့နော်ညှိနှိုင်းတာမဟုတ်ခဲ့ပါဘူးပေါ့နော်ကျမလုံးဝပဲအာနာနဲ့ပေါ့နော်ဖိပြီးမှကျမကိုသူကိုယ်တိုင်လည်းမဟုတ်ပဲနဲ့ကျမအဲ့လိုမျိုးလာလောက်သွားတယ်ပေါ့နော်လောက်တဲ့အခါကျသူလည်းမကျင်တဲ့ဘူးတွေရှိခွဲရှိစိတ်အစီမြင်ပြေတာတွေရှိသွားမှာပေါ့နော်ကျမလည်းစိတ်ကျမရဲ့ဆိုင်ပုံကြီးနဲ့တင်တဲ့ချိန်ကျကျမစင်မပြေတော့ဘူးအဲ့ကြောင့်မို့လဲကျမဝင်းလေအကောက်မှာလည်းနာမည်ကျမပြန်ဖြည့်ရှင်းတာရရှိရပေါ့နော်ဒီပန်နာကတစ်ချိန်ကအရန်အောင်မြင်ခဲ့တယ်ဆိုတာမှန်ပေမဲ့ဂျားထဲမှာပေါ့နော်မိမ့်မိန်သွားတဲ့အချိန်ဆိုတာလည်းရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့ဝင်းရင်ကျေဆိုတာလည်းဖြစ်လာပြီးတဲ့နောက်မှာကျမလည်းအပန်နာနဲ့အတူတူဆိုင်နဲ့ဆိုင်ကက်တာကြောင့်မို့အတူတူဖြစ်ရင်လည်း balance ညီပြီးမှလောက်လာတဲ့အတွက်ကြောင့်မို့ကျမကလည်းသူ့ရှာမယူဘူးလို့သူလည်းကျမရှာယူခဲ့တာမဟုတ်ဘူးပေါ့နော်နှစ်ယောက်စလုံးအရန်ကိုစူးစမ်းခဲ့ရပါတယ်နှစ်ယောက်စလုံးအရန်လို့ဒီဗီဒီယိုလေးကပေါ့နော်အခုကျမနောက်ဆုံးဖြည့်ရှင်းတာပေါ့နော်နောက်ဆုံးပြောပြပေးတာပါကျမဗီဒီယိုပထမပုံတင်လိုက်တဲ့အချိန်မှာလေပေါ့နော်နားလည်မှုလွဲနေတာလေးတွေလည်းရှိနေတာပေါ့နော်ပြီးရင်ကျမရဲ့အမျိုးသားကနေမှဗီဒီယိုရိုက်တင်တဲ့အချိန်မှာဟိုဘက်ဆိုင်မတူဘူးဆိုတဲ့စကားပေါ့နော်အတုံးလုံးပြောမိလိုက်တယ်ပေါ့နော်အဲ့အလေးကကျတော့လေဟိုဘယ်လိုပြောမလဲဆိုင်ကမတူတာဖြစ်တဲ့အတွက်ကြောင့် % short နေရချင်းလည်းမတူဘူးသူကကျတော့ဗီဒိုကိုတန်းပါဗီဒိုကိုအဲ့လိုထောင်ကနန်းတောင်းကနန်းထိချတယ်ပေါ့နော်% ချနေတာချင်းတော့တူတယ်တန်းမဆန်ကတော့သူနဲ့တူအောင်တမင်တကလိုက်ချလိုက်တာဟုတ်ပါတယ်ဒါပေမဲ့အဲ့လိုမျိုးလေးဆိုင်လေးမတူဘူးဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့ထည့်ပြောလိုက်ရတာပေါ့နော်အဲ့ဒါကိုအထင်လွဲစရာလေးလည်းဖြစ်သွားတယ်ပေါ့နော်အခုအဲ့ဒါကြောင့်မို့ကျမကဒါနောက်ဆုံးအနေနဲ့ဗီဒီယိုလေးလာတင်ပေးခြင်းဖြစ်ပါတယ်ရှင်ကျမပြီး तू က V9 လည်းမရိုက်မတင်ထားဘူး V9 လည်းမတင်ထားပဲနဲ့ तू ကကျမအတူတူပဲဆိုတဲ့ဆိုင်ကဖြစ်နေတဲ့အတွက်ကြောင့်မို့ကျမဆိုင်တကယ်ဆိုရင်တော့ तू V9 လေးတင်ပြီးတော့ရင်တော့ကျမဆိုင်ကိုလည်းကျမလာဖို့လည်းမရှိတော့ဘူးပေါ့နော်သူ customer ဆိုသူ customer တွေတော့မှာအခုကျတော့ကျမဆိုင်တို့ဝင်လာတော့ကျမကလာတဲ့ customer တွေအားလုံးကပါဆန်ရှော့တယ်ဆိုတော့ပါဆန်ကိုရှော့ပေးမှလည်းအဆင်ပြေတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ customer တွေကလူကအရန်များလာတဲ့အတွက်ကြောင့်မို့ကျမမရှော့ပေးလို့မရလို့ကျမရှော့ပေးလိုက်ရတာဟုတ်တယ်
အဲကြောင့်မို့လေကျွန်မဆိုင်ဘုတ်ကလေးကိုတင်လိုက်တာဖြစ်ပါတယ်ဟုတ်ပေါ့နော်ဆိုင်ဘုတ်တင်နေကိစ္စပတ်သက်ပြီးသူမကျင်တဲ့လို့ line မတင်တယ်ကျွန်မရဲ့ဆိုင်ပုံကြီးနဲ့ပါတင်တယ်ပေါ့နော်အဲကျွန်မခွင့်ပြုချက်မရဘဲနဲ့တင်တယ်အဲ့ဒါကိုမှသူပြောတယ်ပေါ့နော်ကျွန်မကိုညှိနှိုင်းတယ်လို့ပြောတယ်ပေါ့နော်ညှိနှိုင်းနေဆိုတာကလည်းညှိနှိုင်းတဲ့အပေါ်မှာအများကြီးတရားမှုရှိရပေါ့နော်ဒါပေမဲ့ तू ကညှိနှိုင်းတာမဟုတ်ပဲနဲ့အာနာနဲ့လာပြီးတော့ကျွန်မကိုလုံးဝပါဝါနဲ့ဖိပြီးမှလာတယ်ပေါ့နော် तू ကိုယ်တိုင်လည်းမလာပဲနဲ့ကျွန်မကိုလာတယ်နော်မင်းတို့ဘာလို့ဆိုင်မို့တင်ထားတာလဲအခုချက်ချင်းဖြုတ်ပေါ့နော်ဘာဖြစ်လို့မင်းတို့ဗီဒီယိုရှိလားမင်းတို့ဗီဒီယိုရိုက်ထားရှိလားပေါ့နော်အဲ့လိုမျိုးတွေလာတယ်ပေါ့နော်ကျွန်မမဟုတ်ဘူးကျွန်မcustomer တွေကဒီလိုမျိုး complaint ရှိလို့ကျွန်မကဒီလိုမျိုးရောင်းရတာပါဆိုပြီးမှပြောပြင်မဲ့လေမင်းတို့ဆိုင်ဖို့အခုချက်ချင်းဖြုတ်ဆိုပြီးမှအဲ့လိုမျိုးလာတယ်ပေါ့နော်ညှိနှိုင်းတာမဟုတ်ခဲ့ပါဘူးပေါ့နော်ကျွန်မလုံးဝပဲအာနာနဲ့ပေါ့နော်ဖိပြီးမှကျွန်မကိုသူကိုယ်တိုင်လည်းမဟုတ်ပဲနဲ့ကျွန်မအဲ့လိုမျိုးလာလောက်သွားတယ်ပေါ့နော်လောက်တဲ့အခါကျသူလည်းမကျင်တဲ့ဘူးတွေရှိခွဲရှိစိတ်အစီအမြင်ပြေးတာတွေရှိသွားမှာပေါ့နော်ကျွန်မလည်းစိတ်ကျွန်မရဲ့ဆိုင်ပုံကြီးနဲ့တင်တဲ့ချင်းကျွန်မအစင်မပြေတော့ဘူးအဲကြောင့်မို့လဲကျွန်မဝင်းလေအကောက်မှာလည်းနာမည်ကျွန်မပြန်ဖြည့်ရှင်းတာရှိရပေါ့နော်ပြပနာကတချင်ကအရန်အောင်မြင်ခဲ့တယ်ဆိုတာမှန်ပေမဲ့ဂျားထဲမှာပေါ့နော်မိမိန်သွားတဲ့အချိန်ဆိုတာလည်းရှိခဲ့တယ်ပေါ့နော်ဒါပေမဲ့ဝင်းရင်ချင်းဆိုတာလည်းဖြစ်လာပြီးတဲ့နောက်မှာကျမလည်းအိပန်နာနဲ့အတူတူဆိုင်နဲ့ဆိုင်ကက်တာကြောင့်မို့တူတူဖြစ်ရင်းနဲ့ balance ညီပြီးမှလောက်လာတဲ့အတွက်ကြောင့်မို့ကျမကလည်းသူရှာမယူဘူးလို့သူလည်းကျမရှာယူခဲ့တာမဟုတ်ဘူးပေါ့နော်နှစ်ယောက်စလုံးအရန်ကိုစူးစမ်းခဲ့ရပါတယ်နှစ်ယောက်စလုံးအရန်လို့ဒီဗီဒီယိုလေးကပေါ့နော်အခုကျမနောက်ဆုံးဖြည့်ရှင်းတာပေါ့နော်နောက်ဆုံးပြောပြပေးတာပါကျမဗီဒီယိုပထမတစ်ပုတ်တင်လိုက်တဲ့အချိန်မှာလေပေါ့နော်နားလည်မှုလွဲနေတာလေးတွေလည်းရှိနေတာပေါ့နော်ပြီးရင်ကျမရဲ့အမျိုးသားကနေမှဗီဒီယိုရိုက်တင်တဲ့အချိန်မှာဟိုဘက်ဆိုင်မတူဘူးဆိုတဲ့စကားပေါ့နော်အတုံးလုံးပြောမိလိုက်တယ်ပေါ့နော်အဲ့အလေးကကျတော့လေဘယ်လိုပြောမလဲဆိုင်ကမတူတာဖြစ်တဲ့အတွက်ကြောင့် 3% short နေရချင်းလည်းမတူဘူးသူကကျတော့ဗီဒိုကို10%ဗီဒိုကိုအဲ့လိုထောင်ကနေတောင်းကနေထိချတယ်ပေါ့နော် percent ချနေတာချင်းတော့တူတယ်10%ကတော့သူနဲ့တူအောင်တမင်တကာလိုက်ချလိုက်တာဟုတ်ပါတယ်ဒါပေမဲ့အဲ့လိုမျိုးလေးဆိုင်လေးမတူဘူးဆိုတဲ့အကြောင်းလေးကျွန်တော်တို့ထည့်ပြောလိုက်ရတာပေါ့နော်အဲ့ဒါကိုအထင်လွဲစရာလေးလည်းဖြစ်သွားတယ်ပေါ့နော်အခုအဲ့ဒါကြောင့်မို့ကျွန်မကဒါနောက်ဆုံးအနေနဲ့ဗီဒီယိုလေးလာတင်ပေးခြင်းဖြစ်ပါတယ်ရှင်ရှိတယ်အတူတူပဲပေါ့နော်သူဆိုင်ကျမဆိုင်ဟိုဘက်ဆိုင်ဒီဘက်ဆိုင်ဝင်ကြတာပဲပေါ့နော်ဝင်ကြတဲ့ခါကျတော့ကျမဆိုင်ကိုဝင်လာတဲ့ customer ဒိုင်းကကျတော့ကျမဆိုင်ကိုဝင်တာဖြစ်တဲ့အတွက်ကျမရဲ့ customer ပဲအဲ့လိုအကြောင်းမို့ကျမရဲ့ customer ဖြစ်တဲ့အတွက်ကျမကလုံးဝသူတို့ကိုအဆင်ပြေဆုံးဖြစ်အောင်ကျမလုပ်ပေးရမယ်တာဝန်ကျမမှာအပြည့်အဝရှိသွားပြီရှိသွားတဲ့အတွက်ကြောင့်မို့ကျမက percent ကိုမ short မနေဖြစ်အောင်ကျမ short လိုက်ရတာပါချို့တွေကပြောကြတယ်ပေါ့နော်ဟိုဘက်ဆိုင်ကိုလွတ်ပါလားကျမဆိုင်က percent မ short ရင်ကျမဆိုင်မှာဘာလို့ရောင်းနေတယ်ပေါ့အဲ့လိုမျိုးလွတ်ပါတယ်လာပြောတယ်ပေါ့နော် customer တွေကpercent short လားဆိုမှကြိုလာပြောတဲ့လူဆိုတော့ကျမလွတ်လိုက်တယ်ပေါ့နော်ဒါပေမဲ့ကြိုမပြောတဲ့လူနေ့လေမှာဟိုလောက်ဖြစ်လာပြီပေါ့နော်လူအရန်အောင်ကြလာပြီ10နိုင်လောက်ဖြစ်လာပြီတဲ့အချိန်ကျတော့ကျမကဘလို့မှပြောလို့မရတော့ဘူး customer percent မ short ဘူး percent မ short ဘူးဆိုမှလည်းဘလို့မှအဆင်မပြေနိုင်ဘူးအဲ့တော့ကျမကဒီဘက်ကိုလွတ်လို့လည်းအဆင်မပြေ